မိမိတို့နိုင်ငံရဲ့နျူကလ িয়ার လက်နက်တိုက်ကိုထပ်မံတိုးချဲ့ဖို့အာရုံစိုက်သွားမှာဖြစ်တယ်လို့မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကပြောကြားကြောင်းနိုင်ငံပိုင်မီဒီယာ KCNA ကဖေဖော်ဝါရီလ26ရက်မှာဖော်ပြပါတယ်။ပြုံးရမ်းနဲ့ဝါရှင်တန်ကြားဆက်ဆံရေးအခြေအနေဟာအမေရိကန်ရဲ့သဘောထားအပေါ်မှာလုံးလုံးလဲလျားမှုတည်နေတယ်လို့လည်းကင်ဂျုံအန်ကပြောပါတယ်။မြောက်ကိုရီးယားအာဏာရအလို့သမားပါတီရဲ့သတင်းတပတ်နီးပါးကြာကျင်းပတဲ့နဝမကြိမ်မြောက်ညီလာခံကိုဖေဖော်ဝါရီလ25ရက်ကမြို့တော်ပြုံးရမ်းမှာစစ်ရေးပြပွဲနဲ့အတူအဆုံးသတ်ခဲ့ပါတယ်။လာမယ့်9နှစ်တာအတွက်အဓိကမူဝါဒအီမန်ချက်တွေကိုချပြထားခြင်းမြောက်ကိုရီးယားအပေါ်နိုင်ငံတကာကသတ်မှတ်ထားတဲ့အခြေအနေထူးထူးခြားခြားပြောင်းလဲလာနေတယ်လို့ကင်ဂျုံအန်ကပြောပါတယ်။နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံတနိုင်ငံအနေနဲ့နျူကလ িয়ার လက်နက်များပုံမထုတ်လုပ်ရေးအဓိကထားတဲ့စီမံကိန်းတွေဦးစားပေးအကောင့်ထဲပေါ်သွားမှာဖြစ်ကြောင်းကင်ဂျုံအန်ကပြောပါတယ်။မြောက်ကိုရီးယားကနျူကလ িয়ার ထိပ်ဖူး50ဝန်းကျင်ထုတ်လုပ်ထားပြီးနောက်ထပ်40ထိထုတ်လုပ်ရေးလိုအပ်တဲ့ပစ္စည်းတွေလက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်းယူရေနီယံထုတ်လုပ်မှုကိုအရှိန်မြင့်တင်နေကြောင်းတက္ကသိုလ်ပညာရှင်များအဖွဲ့စတော့ဟုံနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ကပြောပါတယ်။ရေအောက်ကနေပြစ်ခတ်နိုင်တဲ့တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကြီးတွေထုတ်လုပ်မဲ့အစီအစဉ်ကိုလည်းကင်ဂျုံအန်ကချပြထားပါတယ်။မောင်းသူမဲ့လေယာဉ်တွေနဲ့ငြိမ်းရည်တုအသုံးပြုထားတဲ့တိုက်ခိုက်ရေးစနစ်တွေထုတ်လုပ်ဖို့လည်းမြောက်ကိုရီးယားကအစီအစဉ်ထားပါတယ်။အမေရိကန်ကမြောက်ကိုရီးယားရဲ့ထိပ်တိုက်ရင်ဆိုင်လိုတဲ့မူဝါဒကိုစွန့်လွတ်ပြီးမိမိတို့နိုင်ငံရဲ့လက်ရှိအခြေအနေကိုလေးစားသမှုရှိရဲဆိုရင်အမေရိကန်နဲ့အဆင်မပြေနိုင်စရာအကြောင်းမရှိဘူးလို့ကင်ဂျုံအန်ကပြောပါတယ်။အာဏာရပါတီညီလာခံပိတ်ပွဲအဖြစ်ကျင်းပခဲ့တဲ့စစ်ရေးပြပွဲသို့ကင်ဂျုံအန်ရဲ့သမီးဖြစ်သူဂျူအေးတက်ရောက်ခဲ့တာကြောင့်ကင်ဂျုံအန်ရဲ့အရာကိုသူသမီးကဆက်ခံနိုင်တယ်ဆိုတဲ့ပြောဆိုမှုတွေပိုများလာခဲ့ပါတယ်။